Javelin က CRM တင်ကကောင်မလေးချိုလေးတွေက service ပေးတာဆိုတော့လေ client ရဲ့လိုအပ်ချက်လေးတွေပြီးတော့သူတို့မှာရှိတဲ့ပြဿနာလေးတွေသိစားနားထောင်ပြီးတော့ဆွေးနွေးတိုင်ပင်ပေးတယ်ပေါ့နော်အဲ့ဒီပို့ပြီးတော့အရေးကြီးတာကတော့အမတို့က pest prevention ပေါ့ဒီရခါမင်္ဂလာပါရှင် Mi Javelin ရဲ့ episode 3 ခန်းနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် Javelin မှာ client တွေကိုစိတ်ဝင်စားတဲ့အဆင်ပြေအောင်ဆောင်ရွက်ပေးပါမယ်ဆိုတော့အမြဲတမ်းကူညီအားပေးတတ်တဲ့အတန်းပိုင်းရှင်းလေးရှိပါတယ်အဲ့ဒါကတော့ Javelin Services ရဲ့ CRM department ပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာကျွန်တော် CRM department head မအီကိုဖိတ်ခေါ်ထားပါတယ်မိုင်မင်္ဂလာပါမင်္ဂလာပါဒီမှာဟုတ်ပထမဆုံးအနေနဲ့မရဲ့ role လေးကိုအားလုံးသိအောင်တစ်ချက်လောက်မိတ်ဆက်ပေးပါဦးနော်ဟုတ်မနာမည်ကတော့ May If ပါဒီ Javelin Services မှာတော့ Head of CRM ပေါ့နော် Client Relationship Management ပေါ့ CRM ရဲ့အရှိကတော့အဓိကပြင် role အနေနဲ့ထည့်စားလို့ရှိရင်အမ pest control ဆိုတဲ့အကြောင်းတစ်ချက်ရှင်းပြခြင်းနဲ့ပေါ့နော် pest control မှာကများသောအားဖြင့်ဆိုလို့ရှိရင်တော့အကြမ်းမြင်ပြောရရင်ခြင်စေးဖြန်းနဲ့ကျွတ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဟာထပ်စားလို့ရှိရင်ပို့ပြီးတော့အရေးကြီးတာကတော့အမတို့က pest prevention ပေါ့မဖြစ်လာခင်မှာကြိုပြီးတော့ကာကွယ်တဲ့method လေးတွေပေါ့နော်အဲ့ဒါလေးတွေရှိမယ်ပြီးတော့နောက်တစ်ခုကကျတော့အမတို့ကအခုစားသုံးနေတဲ့စားသုံးကုန်လို့ထုတ်ကုန်လို့ပေါ့နော်အဲ့ factory တွေမှာဆိုလို့ရှိရင်လည်းအမတို့ကဒီ quality ဘိုင်းဆိုင်ရာ management ပေါ့နော် quality management တို့ food safety တို့အဲ့အခန်းကဏ္ဍတွေမှာတော့ဒီ pest control ကလည်းအရေးကြီးတဲ့ခဏအနေနဲ့ပါဝင်နေပေါ့နော်ဆိုတော့အမတို့ CRM department က client ရဲ့ဒီလိုအပ်ချက်လေးတွေပေါ့နော်လိုအပ်ချက်လေးတွေကိုအမတို့ကဆွေးနွေးအကြံပြုပေးတယ်ပြီးတော့လိုအပ်တဲ့ခါကြလို့ရှိရင်အမတို့ကလူကိုယ်တိုင်သွားပြီးတော့သူတို့ကိုsite ကိုကြည့်ပေးတာလေးတွေလုပ်တယ်ပေါ့နော်ပြီးတော့လိုအပ်တဲ့ documentation ပိုင်းလေးတွေကိုအမတို့ကပံ့ပိုးပေးတာမျိုးလေးတွေလုပ်တယ်ပေါ့နော်ဟုတ်ကဲ့ပါအမအဲ့ဆို client တွေနဲ့ဓာတ်ရိုက်ထိတွေ့နေတာဆိုတော့လေမောင်မေးချင်တာလေးတစ်ခုရှိရပါတော့Javelin ကိုပေါ့နော် service ယူသွားတဲ့အခါမှာ client တယောက်အနေနဲ့ဘယ်အရာလေးတွေနဲ့အနှစ်သက်ဆုံးဖြစ်မယ်လို့ထင်တယ်မသိရှင်client တယောက်အနေနဲ့ဆိုလို့ရှိရင်တော့အမကတော့စိတ်ကြည်နေမှုပေါ့စိတ်ပျော်ရွှင်မှုပေါ့ဆိုတော့ Javelin က CRM တင်ကကောင်မလေးချိုလေးတွေကservice ပေးတာဆိုတော့လေစတာပါဒါပေမဲ့စိတ်ချမ်းသာမှုကတော့ဟုတ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အမတို့ကအမတို့ company မှာပြောရမယ်ဆိုလို့ရှိရင်ဒီ professional survey team ကနေစပြီးတော့ QA team ပြီးလို့ရှိရင် operation team ကလည်း professional technicians တွေပေါ့နော်တို့တွေအားလုံးကအကောင်းဆုံးပံ့ပိုးပေးတဲ့ best issue လေးတွေပေါ့နော်အမတို့ CRM team ကလည်း client ရဲ့လိုအပ်ချက်လေးတွေပြီးတော့တို့မှာရှိတဲ့ပြဿနာလေးတွေကိုသိချာနားထောင်ပြီးတော့ဆွေးနွေးတိုင်ပင်ပေးတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ရလာတဲ့ဒီ service ကနေပြီးတော့စိတ်ချမ်းသာမှုလေးကတော့အဓိကကြမယ်ပါတယ်ဟုတ်အရင်စိတ်ဝင်စားကောင်းပါတယ်အဲဆိုကျွန်တော်ဒီအစီအစဉ်လေးရဲ့ထုံးစံအတိုင်းပေါ့နော်မြန်မြန်မေးပြီးတော့မြန်ပြရတဲ့အစီအစဉ်လေးကိုစလိုက်မယ်နော်ဟုတ်အဲဆိုရင်စလိုက်မယ်နော်ဟုတ်ကဲ့ဘာလားကလလားclub ပေါ့ဒီမှာတင်းလိုက်လားတင်းတင်လားတင်းတင်တာโอเคအဲဆိုဟော့ပေါ်လာမလားချက်ကောလားမဟုတ်ပေါ့โอเคအဲဆိုရင်iOS နဲ့ Android ဆိုရင်လောလောဆယ်တော့ iOS သုံးဟုတ်ကဲ့ဟုတ်အဲဆိုရင်ကျွန်တော်နောက်ဆုံးခုအနေနဲ့ရုပ်ရှင်ကိုသွားရတာကြိုက်တာအိမ်မှာ Netflix ကြည့်ရတာကြိုက်တာအိမ်မှာ Netflix ကြည့်တော့မယ်အိမ်မှာနေရကိုကြိုက်တာဟုတ်ကဲ့ဟုတ်မှာအခုလိုအချိန်ပေးပြီးဖြေချတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပါနောက်ဆုံးအနေနဲ့စကားလက်ဆောင်လေးချက်လာပြောပြပါအောင်နော်စကားလက်ဆောင်အနေနဲ့ဆိုလို့ရှိရင် pest နဲ့ပတ်သက်ပြီးတော့ပြဿနာတွေရှိနေမယ်စိတ်ညစ်နေရတယ်ဆိုလို့ရှိရင်အရင်စိတ်မပူပင်ပါနဲ့လို့ဒီ Javelin ကိုပဲ contact လုပ်လိုက်ပါဒီမှာ professional တွေကနေပြီးတော့တည်တည်ချာချာလေးဆွေးနွေးတိုင်ပင်ပြီးတော့အကောင်းဆုံး service တွေကိုပံ့ပိုးပေးနေပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါရှင်အဲ့တော့ Javelin ရဲ့အစီအစဉ်လေးတွေကိုအများအားဆောင်မျှော်ကြည့်ရှုပေးကြတဲ့တဦးတယောက်ချင်းတွေရရင်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့နောက်လာမယ့်အပိုင်းလေးတွေမှာလည်းဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းလေးဆက်ပြီးတော့တင်ဆက်အောင်လဲဆိုတာကိုအားပေးကြပါအောင်ကျေးဇူးများတင်ပါတယ်ရှင်